ဒီနေ့လူနာက product လေး2မျိုးရဲနဲ့မတူညီတဲ့ makeup base 2မျိုးကိုလုပ်ပြီးတော့ glow နဲ့ matte makeup look 2မျိုးလေးကိုလူနာဖန်တီးပြီးတော့လိမ့်ပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး makeup မလိမ့်ခင်မှာကိုယ့်ရဲ့မျက်နှာလေးကိုကိုသုံးနေကြ skin care product လေးတွေနဲ့ skin prep လေးတေချာလုပ်ပေးမယ်နော်ပြီးတော့ရင်တော့ Q Press ရဲ့ sunscreen အထုပ်လေးကိုလိမ့်ပါမယ် sunscreen လိမ့်ရင် two finger method လေးနဲ့ပဲလိမ့်ပေးပါနော်လူနာသုံးနေတာလေးက Q Press ရဲ့ moisturizing sunscreen လေးပါ budget friendly ဖြစ်တဲ့ all skin type သုံးလို့ရပြီးတော့ SPF PA+ သုံးပါတဲ့ sunscreen လေးပါအထုပ်လေးနဲ့ဘူး2မျိုးရှိပါတယ် UVA နဲ့ UVB rays တွေကနေကာကွယ်ပေးပြီးတော့ texture ကလည်းစိတ်ကက်ကက်မရှိဘဲနဲ့ white cast လုံးဝမကျန်တဲ့ budget friendly အရန်ဖြစ်တဲ့ sunscreen လေးပါ matte makeup look လေးကိုအရင်လိမ့်ပြဖို့အတွက် sunscreen လေးလိမ့်ပြီးသွားရင်တော့ Q Press ရဲ့ 1-2 foundation လေးကိုလိမ့်ပါမယ် Q Press ရဲ့ 1-2 foundation လေးက matte makeup look အတွက်အရန်အဆင်ပြေပြီးတော့ oily skin သမားတွေနဲ့အရန်အဆင်ပြေမဲ့ product လေးပေါ့နော်ဒီလိုမျိုး matte ဖြစ်တဲ့ makeup look လေးမှာကြတော့ powder product တွေကိုပဲအကုန်လုံးကိုသုံးထားရပေါ့နော်ဒါလေးကတော့ matte look လေးပါ glow look လေးအတွက် Q Press ရဲ့ moisturizing sunscreen လေးနဲ့ 1-2 foundation လေးကိုရောလိမ့်ပါမယ် glow ဖြစ်တဲ့ makeup base လေးကိုဖန်တီးလို့ရပါတယ် glow look မှာကြတော့ဒီလိုမျိုး liquid type လေးတွေကိုပဲသုံးပြီးတော့အခန်းကြီးကိုလည်း gloss လေးဆိုရင်တော့ပို့ပြီးတော့ glow ဖြစ်တဲ့ look လေးကိုရတယ်ပေါ့နော်ဆိုတော့လူနာပြခဲ့တဲ့ makeup look နှစ်ခုမှာဘယ်ဟာလေးကိုပို့ကြိုက်လဲ